င်္ဂလာပါရှင်။ဘာမီ Rice and Story Channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်။ ဟုတ်ပါရှင်ဒီနေ့ချင်းတာလေးတော့မှာကတော့အိမ်မှာလည်းလွယ်ကူလောက်ထားလို့ရမယ်။ရှိုင်းကအင်တာနက်ဖြစ်တဲ့ကအင်တာနက်လေးကြည့်ကြပေးတော့မှာဖြစ်ပါတယ်ရှင်။ချက်နေရင်းနဲ့မပြေးရလေအောင်လို့အရင်ခါတိုင်းစင်ကြအတိုင်းရှမ်းရိုးရာဒလေးလေးနဲ့ငါးသမင်းလေးဖြစ်ပေါ်လာပုံလေးကိုလည်းပြပြပေးတော့မှာဖြစ်ပါတယ်။ဒါကတော့ဒီနေ့ဟင်းနေရာလေးချက်ပြပေးတော့မယ် chef တက်လေးဖြစ်ပါတယ်ရှင်။ဒီမှာပါအောင်လို့ငါအဖေဖိုက်ကြအောင်ပထမဆုံးအနေနဲ့သမင်းချက်ဖို့အတွက်ကိုစံကိုအရင်ဆုံးစီးပါမယ်ရှင်။ဒါလေးတွေကတော့ပါဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ရှင်။အနောက်မှာလည်းလေးပဲလေးနဲ့တေချာလေးထိုးပေးထားပါတယ်ရှင်။ခုကလေးကတော့ပါဝင်ပစ္စည်းလေးတွေကိုmeal prepping လုပ်နေတာပေါ့နော်။ကဲစီလေးပူလာပြီဆိုလို့ရှိရင်ချက်သွန်ဖြူလေးကိုထည့်မယ်။နွဲမုံလေးနဲ့ချက်သွန်ကြော်လေးကြော်ပေးပါမယ်။စီလေးလည်းလိုချင်လို့ပေါ့နော်ချက်သွန်စီလေးအဲ့ဒါလေးနဲ့နေလို့ရှင်တအားမွေးတယ်ပေါ့နော်ထမင်းနေပါတယ်နေဆိုလို့ရှင်အခုကတော့ရလာတဲ့ချက်သွန်ကြော်လေးကိုစီလေးတက်တက်ခွဲထုတ်မှာဖြစ်ပါတယ်ရှင်ခုလိုလေးပဲစကားလေးနဲ့စစ်ပြီးတော့ခွဲထုတ်မှာဖြစ်ပါတယ်ငါးထမင်းလေးဆိုတော့ငါးလေးကိုလည်းပြုတ်မှာပါရေနွေးအိုးလေးမှာချင်းရယ်စပလင်လေးရယ်ထည့်ပြီးတော့မွေးအောင်လို့ပေါ့နော်ဒါပြီးငါးလေးထည့်ပါမယ်ရှင်ရတာနေနဲ့ကတော့နွေးမုတ်ကိုထည့်ပြီးပြုတ်မှာပဲဖြစ်ပါတယ်ခင်းကျင်ဒီနှစ်လေးလေးလိုအပ်တာမို့လို့တစ်ဖက်မှာလည်းစီပူပူထဲမှာပေါ့နော်ခင်းကျင်ဒီလေးတွေကိုခြေပြီးမှာပဲဖြစ်ပါတယ်ချက်နေရအောင်စောင့်နေနေပြည့်ရည်လည်းမပြီးနေရအောင်လို့ရှိုင်းရွာတလေးအကြောင်းလေးကိုနည်းနည်းပြောပြပေးပါမယ်ပါတယ်ရှင်ရှမ်းပြည်ရဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အခြေပိုင်းမှာကြီးဆုံးပြည်နယ်တစ်ခုအနေနဲ့တည်ရှိနေပါတယ်ရှမ်းရွာအစားအစာလေးဆိုလို့ရှိရင်လည်းတုပ်ဘူးနေချမ်းခောက်ဆွဲဟောပုတ်ကျော်ငါးသမင်းပေါ့နော်အဲ့ဒါလေးကတော့နမဲကြီးရဲ့အစားအစာလေးပဲဖြစ်ပါတယ်ရှမ်းပြည်နယ်မှာတော့ပွဲတော်တွေရောအများကြီးရှိရပေါ့နော်အဲ့ဒီကမှာနမဲကြီးရဲ့ပွဲတော်တွေကတော့တောက်ကြီးတစ်စောင်းနိုင်ပွဲနဲ့ဒီဘုံတို့ပွဲပေါ့နော်အဲ့ပွဲတွေပဲဖြစ်ပါတယ်အဲ့ပွဲမှာဆိုလို့ရှိရင်ချမ်းလူမျိုးတွေကပေါ့နော်သူတို့ရိုးရာဝတ်စုံလေးတွေနဲ့ရိုးရာအကလေးတွေပေါ့နော်ကပြီးတော့ထော်ပြီးပြဆက်ကြရဲဒါကလည်းရှမ်းပြည်ရဲ့ချက်စရာကောင်းတဲ့ဒလေးတစ်ခုပါတော့ပေါ့နော်အဲ့ဟာလေးရတော့တကယ်လို့ရှမ်းရိုးရာဝတ်စုံလေးတွေနဲ့အကလေးတွေကိုကြည့်နေတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးပုံလေးတွေနဲ့လည်းပြပေးထားပါတယ်ရှင်ကဲအခုစကားပြောရလဲကြာနေပြီဆိုတော့ရှက်ပါလုံးနေလဲဆိုတော့တစ်ချက်တွားကြည့်လိုက်ကြရအောင်နော်ကဲခုကအာလူလေးပြုံးပါပါအဲ့ဒါပြီးသွားတာနဲ့ငါးကိုတိချာချက်အောင်လို့ပေါ့နော်ဟိုဘက်ဒီဘက်လှန်ပြီးတော့ပြုတ်ပေးရပါတယ်ရှင်ကဲခင်းကျင်ဒီလေးရလည်းအနှစ်အနေထားကိုရောက်ရှိတော့မှာပါငါးလေးရလည်းအခုပြုတ်ထားတဲ့ချက်သွားပြီဆိုတော့ဆယ်မှာဖြစ်ပါတယ်ရှင်အာလူပြုတ်ထားတာလေးရပြီဆိုတော့အခွန်လေးနှွာမှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့အာလူကိုတုံးလေးတွေလှီးထားမှာဖြစ်ပါတယ်ရှင်ကဲခုကတော့ငါးထမင်းနဲ့တွဲစားဖို့အတွက်ငြူသီးကြော်နေရပဲဖြစ်ပါတယ်ရှင်ငြူသီးကြော်ပြီးရနဲ့တစ်ဆက်တည်းမြေပဲလေးတွေကိုပါကြော်မှာဖြစ်ပါတယ်ရှင်ခုနကကြော်ထားတဲ့မြေပဲစီလေးနဲ့ပဲငါးလေးကိုလည်းကြော်မှာဖြစ်ပါတယ်ရှင်မြေပဲကြော်ထားတဲ့စီလေးနဲ့ကြော်တာဆိုတော့အနံ့လေးကတော့တော်တော်မွေးပါတယ်ရှင်ရှမ်းပြည်ကတည်းအကြောင်းလေးကိုပြောပြပေးသွားပြီဆိုတော့ချက်နေတဲ့ငါးသမင်းချင်းလေးရပေါ့နော်ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာဒီကိုပြောပြပေးသွားမယ်ဟုတ်တယ်ပေါ့နော်ကိုယ့်ရင်တော့ဆိုလို့ရှိရင်ရှမ်းပြည်နယ်ရဲ့ကျေးလက်တွေကလူငယ်တော်တော်များများပေါ့နော်မြစ်တီလေးတိုင်းဒီနားမှာတည်ထောင်ခဲ့ကြများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ငါးဟင်းရဆိုလို့ရှိရင်ရှမ်းလူမျိုးတွေအတွက်ဟင်းဝိုင်းမှာမရှိမဖြစ်ဟင်းဝိုင်းလေးမျိုးပဲပေါ့နော်ရှမ်းပြည်လိုပြောလိုက်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုတိုင်းနေတယ်လို့လည်းရှင်းတယ်နော်အဲ့
ဒါကင်းလေးတာဆိုလို့ရှိရင်လှီလိုတဲ့ပုံစံထူးကြတယ်လေအဲ့ဒါကသူတို့ရဲ့ချင်းချင်း ခြေတော့တစ်ဖက်လေးနဲ့လော်ရဲတာပေါ့နော်အဲ့ အဲ့ ဒါ ဒါသူတို့ရဲ့ထူးကြရရွယ်တဲ့လေးတစ်ခုပဲပေါ့နော် into inter တွေကအင်းလေးတန်ထဲမှာငါဖန်ပြီးလို့ပြင်မနဲ့ပြန်လာတဲ့အခါမျိုးမှဆိုလို့ရှိရင်လည်းသူတို့ကလွယ်ကူနဲ့စားသုံးလို့ရမယ်။ပြီးတော့စဉ်းစားလို့ရှိရင်လည်းသူတို့ငါသမီးကိုပဲလှုပ်ရှားပြလိုက်တာများတယ်ပေါ့လေ။ကောက်ရင်တိတ်ရချင်းနေကောက်ရင်တိတ်ရချင်းနေဆိုလို့ရှိရင်လည်းကွာသူတို့အခုပဲငါသမီးလေးကိုချက်ပြုတ်သူပဲစားတော့လိုက်ကြတယ်ပေါ့နော်။အဲ့ဒါကလည်းသူတို့ရဲ့ချစ်စရာကောင်းတဲ့တင်းမော့လို့ပဲပြောရမှာပေါ့နော်။ပြီးတော့ရှက်နေအရင်အေးရလေးပြည့်ရဲ့အတိုင်းအဝဒေတာဆိုတော့အဲ့တော့သူတို့ရာခင်းလေးကိုမနေ့ကသိမသွားခင်ဆိုလို့ရှိရင်လည်းပူပူနွေ့နွေ့လေးနဲ့အခါဖြစ်စေနေပေါ့နော်။ချင်းလေးတစ်မျိုးပေါ့နော်။အဲ့ငါသမီးနေရဆိုလို့ရှိရင်အဲ့ကြောင့်မလို့သူတို့ကငါသမီးကသူတို့အတွက်အရင်အရေးပါတယ်ဟင်းတစ်မျိုးလို့ပြောရမှာပေါ့နော်။ ကြားမှုတာတော့အဲ့ငါတနည်းချက်စားတဲ့အချိန်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုအိမ်မှာမိသားစုတွေစုစုနေနေလို့ဖြစ်မှာလေသူချက်စားရပေါ့ကွာတကယ်လို့အဲ့လိုမိသားစုမစုံနေဘူးဘာညာဆိုတော့ငါတမီးချက်စားတာရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒါသူတို့တွေ့ရတာတလေးလိုမျိုးလေးမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းသူတို့ချစ်ဖို့ကောင်းပါတယ်နော်အဲ့လိုမျိုးကြီးရတယ်အဲ့ဆိုလို့ရှိရင်အခုရှမ်းရိုးရာဒီအကြောင်းလေးလည်းပြောပြပြီးသွားပြီငါတမီးအကြောင်းလေးလည်းသိယူရပြီဆိုတော့ရှက်ပေါ်ချက်လို့ပြီးပြီလားဆိုတာလေးပဲကြည့်လိုက်ကြအောင်နော်။နားလေးရတော့လေးပိုက်တော့စားနေကတစ်ချက်တင်သွားကြည့်ပါနော် ဒီအားလုံးလည်းအဆင်သင့်ဖြစ်ပြီဆိုတော့ကျမတို့ရဲ့ chef ကစပြီးငါသမင်းလေးကိုစနေမှာပဲဖြစ်ပါတယ်ရှင်။ဒါလေးကတော့ရှမ်းနေရဲ့အတက်ဆက်လုပ်ပြီးတော့ဒီမျိုးဘာသာမျိုးစားသုံးလို့ရတဲ့5မိနစ်လေးပဲဖြစ်ပါတယ်ရှင်။ကဲအားလုံးနဲ့ပြည့်စုံပြီဆိုတော့ရတက်လိုက်ရအောင်နော်။ကန်ဒါလေးက တရားလာရှိရဘယ်လိုပြောရမလဲဟိုတော်လို့ဆိုပြောရတော့ငါကမှပေးရတဲ့နေရာတွေရတယ်ညတာလေးကိုလည်းမိမိဆိုတော့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်ပါရှင် ပါရှင်ဒီလိုမျိုး Burmese traditional culture နဲ့ cooking vlog တွေကိုကြည့်ရကြိုက်တဲ့သူဆိုရင်တော့ Burmese Python Story Channel လေးကို like and subscribe လုပ်ပေးပါနဲ့နော် အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်